ဒီဘလူးကြီးကိုကောင်ကိုရေထဲပစ်ချဖို့ပင်လယ်ကိုဖျက်ပြီးတဲဆောင်လာခဲ့ကြတယ်သူတို့ရဲ့ကြီးမားတဲ့အလေးချိန်ကြောင့်ရဟတ်ရင်တစင်းစီမှာဘလူးကြီးတစ်ကောင်တည်းကိုသာတဲဆောင်နိုင်တယ်ဘာမှကြိုတင်အတိပေးခြင်းမရှိပဲရုတ်တရက်ပိုက်ကွန်တွေကိုလွတ်ချလိုက်တယ်ဒါကြောင့်ဘီလူးကြီးတစ်ကောင်ချင်းစီဟာသမုဒ္ဒရာထဲကိုချက်ချင်းပြုတ်ကျသွားတယ်ထို့နောက်ဘလူးကြီးတွေဟာရေထဲမှာရုန်းကန်ကူးခတ်ပြီးနောက်ဆုံးမှာသူတို့ဟာအနီးဆုံးကျွန်းတစ်ကျွန်းစီရောက်အောင်သွားခဲ့ကြတယ်ဒါပေမဲ့ကျွန်းကသူတို့9ယောက်လုံးအတွက်တင်းငယ်ပြီးစားစရာတောင်တစ်ခုမှမရှိပါဘူးထို့နောက်အကြီးဆုံးဘလူးကြီးကကျွန်းရဲ့အမြင့်ဆုံးကြောက်ဆောင်ထိပ်ကိုခက်မြင်မြန်တက်သွားပါတယ်အဲ့ဒီကနေဘေးပတ်လည်ကိုကြည့်လိုက်တော့ရဟတ်ရင်အားလုံးထွက်သွားပြီဆိုတာသတိထားမိလိုက်တယ်အဲ့ဒီအချိန်မှာပဲအပေါ်ကနေတခွားသီးတွေပြုတ်ကျလာပြီးသူ့ကောင်းကိုယ်တောင်ထိသွားခဲ့တယ်ခဏအကြာမှာနောက်ထပ်တစ်တာတစ်လုံးကျွန်းပေါ်ကိုရုတ်တရက်ကျလာတယ်ဘီလူးကြီးတွေကထူးဆန်းစွာနဲ့တစ်တာနာသွားပြီးဖွင့်ကြည့်လိုက်တော့တခွားသီးစိတ်တွေပဲပါလာတာကိုတွေ့လိုက်ရတယ်သူတို့ဟာဟင်းသီးဟင်းရက်တွေကိုမကြိုက်တာကြောင့်ဒေါသထွက်နေကြပါတယ်အခုအချိန်မှာတော့ဘလူးကြီးတွေဟာအသက်ရှင်တန်ဖို့အတွက်အဲ့ဒီတစ်တာထဲမှာပါလာတဲ့တခွားသီးစိတ်တွေကိုစိုက်ပြီးစားယုံကလွဲလို့တခြားရေးချယ်စရာမရှိတော့ပါဘူး